ဒီနေ့မုံလို့ဖို့အတွက်နွားနုလဲကျူရောနှုတွေပြက်ကုန်တာနဲ့မလိုင်းလုံလေးလှူစားလိုက်ပါတယ်။အရင်ဆုံးပြက်နေတဲ့နှုရဲ့ရှာလကာကြီးကိုဓမင်းစားဆုံးတစ်စုံနဲ့ထည့်လိုက်ပါတယ်။မလိုင်းဘက်လေးတွေရလာတဲ့အထိကျူပေးလိုက်ပါတယ်။မလိုင်းဘက်လေးတွေရလာပြီဆိုတာနဲ့အဝိစာတွေထည့်ပြီးရှာလကာကြီးအနက်နေပြေသွားသည့်အထိဆေးပေးလိုက်ပါတယ်။ရေတွေကိုစင်သည့်အထိညှစ်ပေးလိုက်ပါတယ်။ရေစင်သွားပြီဆိုရင်တော့မလိုင်းဘက်လေးတွေကိုဖြည့်ညှစ်ပြီးတော့နေပေးလိုက်ပါတယ်။ပြီးရင်အရွယ်တော်လေးတွေလုံပေးလိုက်ပါတယ်။ကြည့်ပါဦးခေရဲ့နှုတ်90သားကဒီအရွယ်3လုံးပဲရတယ်ရှင်။ပြီးရင်တော့စာပြီးကြိုပါတော့မယ်။အရင်ဆုံးရေနှင်းငယ်ထည့်မယ်။လက်ကြားထည့်မယ်။စားနှင်းငယ်ထည့်မယ်။ဒီနေရာမှာရေအစားနွားနုနဲ့ဆိုရင်ပိုစားကောင်းပါတယ်။အိမ်မှာတော့နွားနုမရှိတော့လို့ရေပဲသုံးလိုက်ပါတယ်။ကဲအခုဆိုရင်တော့မလိုင်းလုံးလေးတွေရပါပြီတကယ်လို့မြန်အိမ်မှာနွားနုပြတ်သွားခဲ့ရင်အလေးအလွင့်လဲမဖြစ်ရအောင်လို့အခုလိုမျိုးမလိုင်းလုံးလေးတွေလှုပ်ရှားကြည့်နော်ခေရဲ့ဗီဒီယိုအဆုံးထိကြည့်ပေးသူအားလုံးကိုကျေးဇူးပါ